လေရင်တစင်းတွေကလေတက်တစ်ခုလုံးကိုအစားထိုးနိုင်တယ်ဆိုတာဘယ်လိုများဖြစ်နိုင်မှာလဲကြည်ရတာတေးသေးလေးနဲ့ရေချင်းစရာတော့ကောင်းနေတဲ့ဒီလေရင်လေးကတကဘာလုံးကိုအံ့အားသင့်စေနေတာပါ F-35 လိုမျိုးပင်စမမျိုးစားတိုက်လေရင်တွေခစ်စားနေတဲ့အချိန်မှာပင်တဂွန်စစ်ဌာနချုပ်ကလူတိုင်းကိုတုံ့လုပ်သွားစေမဲ့အဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်2026ခုနှစ်ကိုရောက်နေတာတောင်1926ခုနှစ်ကလိုမျိုးဒလတ်ပါတဲ့လေရင်တစင်းဖြစ်တဲ့86 Wolverine ကိုပဲအခိုက်အမာရွေးချယ်လိုက်တာပါဒါပေမဲ့အဲ့ဒီလိုရွေးချယ်လိုက်တာတကယ်ကိုထက်မြက်တဲ့လောက်ရတစ်ခုဖြစ်လာခဲ့ပါတယ်ဒီ Wolverine လေရင်လေးကတပတ်အတွင်းမှာတင်လေးချင်ရေးလေရင်တိုက်လေရင်ဘုံကျဲလေရင်နဲ့ကင်းထောက်လေရင်ဖြစ်ပါအမျိုးမျိုးအတွင်းပြောင်းပြီးတာဝန်ထမ်းဆောင်နိုင်ပါတယ်F-35 ကလက်နက်နဲ့စနစ်ပေါင်း12ခုပဲတင်ဆောင်နိုင်ချိန်မှာဒီလေယာဉ်လေးကတော့66ခုထိတောင်တည်ဆောင်နိုင်တာပါ။မောင်းနှင်စနစ်ကလည်းတော်တော်လေးတက်တာတဲ့အတွက် F-35 တစင်းစာဖိုးနေတဲ့နိုင်ငံတစ်ခုဟာလေယာဉ်အုပ်စုတစ်စုလုံးကိုဝယ်ယူနိုင်ပါတယ်။တနအီမောင်းနှင်ကဒေါ်လာ600ပဲကျသင့်ပြီးနေ့စဉ်တာဝန်တွေရဲ့95%ကိုလှုပ်ဆောင်နိုင်တဲ့အပြင်တခြားချက်လေယာဉ်တွေထက်လည်းစစ်မြေပြင်မှာအချင်းအကြာကြီးပြန်သားနေနိုင်ပါတယ်။